Assalamu alaikum wa rahmatullahi wa barakatuh. Eid Mubarak ပျော်ရွှင်သောအနေ့လေးဖြစ်ပါစေ။ရှလာအစ်ဘီကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဆရာပြပြပါနော်။ Eid နေ့ညမှာ Eid နေ့ညဆိုတော့ကျွန်တော်တို့လမ်းမြင်တဲ့ညတို့မဟုတ်လမ်းမမြင်ဘူးဆိုရင်လည်းနောက်တနေ့ည Eid နေ့မရောက်ခင်ညအဲ့ဒီညမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့များစွာသောမွတ်စလင်တွေကမိမိတို့ရဲ့စိတ်တွေကိုလွတ်ချပလိုက်ရမဇန်လပြီးသွားပြီဆိုပြီးစိတ်တွေကိုလွတ်ချပြီးတော့ဂုဏအာကူတို့တွေရဲ့ဈေးကပြန်ပြီးတော့မြန်မြန်ဆန်ဆန်ဖြစ်လာတချင်းတွေကိုဖွင့်လိုက်ကြတယ် TV တွေဖွင့်လိုက်ကြတယ်မကြည့်ပိုင်တာတွေကိုကြည့်လာကြတယ်စိတ်တွေကိုလွတ်ချပြီးတော့ဂုဏအာကူတို့ထဲကိုပြန်ရောက်သွားတယ်ရမဇန်လနဲ့ပြီးသွားပြီဆိုပြီးတော့ဒါဟာတိတ်ကိုကြောက်စရာကောင်းတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဤနေ့ရဲ့ညဆိုတာကဘရာအတ်ညတို့ကဒ်ညတို့လိုမျိုးပဲသူဟာမုံမြတ်ထူးခဲ့တဲ့ညတွေထဲမှာပါဝင်တယ်။ Hadith မှာတမန်တော်မြတ်ကြီး sallallahu alayhi wa sallam ကမရှိတော်မူတဲ့မန်ကောမာလိုင်လတယလ်အီဒိုင်မုဟ်တဆီဘာလမ်ယမုတ်ကလ်ဘူဟူယောမတမူတုလ်ကူလူဘ်လူကြောက်က Eid နှစ်ခုရဲ့ညနှစ်ညမှာ Eidul Fitr ရဲ့ညမှာပြီးတော့ Eidul Adha ရဲ့ညမှာအစ္စလာမ်သာသနာတော်မှာညကနေစတယ်ညပြီးတော့မှနေလာတယ်ဆိုတော့ Eidul Fitr ရဲ့ညဆိုတာက Eidul Fitr ရဲ့နေ့မတိုင်ခင်လာတဲ့ည Eidul Adha ရဲ့ညဆိုတာက Eidul Adha နေ့မတိုင်ခင်လာတဲ့ညအဲ့ဒီညမှာလူတယောက်ကအီဘာဒတ်လုပ်တယ်ဆိုရင်လေဆဝါဘ်ကိုမျှော်ကိုးလျက်အီဘာဒတ်လုပ်တယ်ဆိုရင်တမန်တော်မြတ်ကြီး sallallahu alayhi wa sallam ကမရှိတယ်အဲ့ဒီလူရဲ့နှလုံးသားကထိုနေ့မှာတည်ဆုံးမှာမဟုတ်ဘူးဘယ်နေ့မှာနှလုံးသားတွေတည်ဆုံးကြလိမ့်မယ်နှလုံးသားတွေတည်ဆုံးကြမဲ့နေ့မှာသူ့ရဲ့နှလုံးသားကတည်ဆုံးမှာမဟုတ်ဘူးတဘောကဘာလဲဆိုတော့ကီယာမတ်နေ့မှာဟုတ်လားဆိုရင်ထိတ်လန့်မှုတွေကြောင်ရွံ့မှုတွေကီယာမတ်နေ့မှာအများကြီးရှိနေမှာအဲ့ဒီကီယာမတ်နေ့မှာဆိုရင်ထိတ်လန့်မှုတွေကြောင်ရွံ့မှုတွေကနေပြီးတော့သူ့ရဲ့နှလုံးသားကငြိမ်းချမ်းစွာရှိနေမှာအဲ့ဒီညမှာအီဘာဒတ်လုပ်တဲ့လူရဲ့နှလုံးသားဒါဘယ်လောက်ကြီးကျယ်တဲ့ဆုလက်လဲဆိုတော့Eidနှစ်ခုရဲ့ညနှစ်ညဆိုတာကဒါမုံမြတ်ထူးခဲ့တဲ့ညတွေထဲမှာပါတယ်အဲ့ဒီညမှာကျွန်တော်တို့ကဂုဏတွေထဲမှာနင့်မွန်းသွားတယ်ဆိုရင်ဒါဟာကျွန်တော်တို့တိတ်ကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု